အခု AI ခေတ်မှာ fake news တွေက second ပိုင်းအတွင်းပြန့်နှံ့နေပါတယ် AI generated image တွေကလည်းအစစ်နဲ့အရန်ကိုတူပြီးတော့ခွဲခြားလို့မရပါဘူး deep fake video တွေကလည်းနေရာတိုင်းမှာရှိလာနိုင်ပါတယ်ဘယ်သူမှဆို fake content တွေကိုမိနစ်ပိုင်းအတွင်းမှာဖန်တီးပြီးတော့မှ social media ပေါ်မှာတင်နိုင်ကြပါတယ်ဒါဆိုရင်မိမိကိုမိမိဘယ်လိုကာကွယ်ကြမလဲအဖြေကတော့လူအများစုကကျွန်တော်ကြောင်းတက်တဲ့အခါမှာကြောင်းမှာမတင်ပေးလိုက်တဲ့ thinking ၃မျိုးကိုကျွန်တော်ဒီကနေ့ရှင်းပြသွားမှာဖြစ်ပါတယ်ဒါတွေက logical thinking analytical thinking နဲ့ critical thinking တို့ဖြစ်ပါတယ်ဒီ skill ၃ခုဟာ fake news တွေ AI generated content နဲ့ deepfake တွေနဲ့ social media manipulation တွေကိုကာကွယ်ပေးမယ် personal shield ပဲဖြစ်ပါတယ် viral ဖြစ်နေတဲ့သတင်းတစ်ပုဒ်ပဲဖြစ်ဖြစ်အန်အောစရာကောင်းလောက်တဲ့ပုံတစ်ပုံပဲဖြစ်ဖြစ်အရန်ကောင်းတဲ့အရင်းနှီးမြှုပ်နှံမှုကိုတကယ်ချင်းကတယောက်ကပြောလာတာပဲဖြစ်ဖြစ်ဒီ thinking skills တွေကအမှန်တရားကိုရှာဖွေဖို့အတွက်ကျွန်တော်မိတ်ဆွေတွေကိုကူညီပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုအဆုံးမှာကျွန်တော်ဒီ၃ခုစလုံးကိုဘယ်လိုအတိအကျကျသုံးမလဲတစ်ခုနဲ့တစ်ခုကဘာကွာခြားလဲဘယ်လိုအသုံးပြုမလဲဆိုတာကို real life example များနဲ့တကွာရှင်းပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုအဆုံးထိကြည့်ပေးပါ let's go logical thinking နဲ့စလိုက်ကြရအောင် logical thinking ကဘာလဲဆိုတော့ဒါကစဉ်းစားတွေးခေါ်မှုအားလုံးရဲ့ foundation ပဲဖြစ်ပါ logical thinking ဆိုတာက conclusion တစ်ခုကိုရောက်ဖို့အတွက်ဆိုရင်ရှင်းလင်းတဲ့ step by step process တွေကိုလိုက်နာခြင်းဖြစ်တယ်ဥပမာအားဖြင့် A is equal to B and B is equal to C therefore A must equal to C ဒါ logic ပဲဖြစ်ပါတယ်နောက်ဥပမာတစ်ခုပြောမယ်ဆိုရင် all humans need water to survive လူတိုင်းကအသက်ရှင်ဖို့ဆိုရင်ရေရှိမှဖြစ်တယ် Donald Trump is a human Donald Trump ကလူသားတစ်ယောက်ဖြစ်တယ် therefore Donald Trump needs water to survive ဒါကြောင့်မလို့ Donald Trump လည်းပဲရေရှိမှအသက်ရှင်မှုဖြစ်ပါတယ်ဒါတွေဟာ logical thinking ဖြစ်ပါတယ် facts အချက်လက်တွေနဲ့စတယ်အဆင့်တွေကိုလိုက်နာပြီးတော့မှမှန်ကန်ရမယ့် conclusion ကိုဆုံးဖြတ်ချက်ကိုချကြရပါတယ် logical thinking က recipe တစ်ခုကိုလိုက်နာနိုင်တဲ့တော့တူပါတယ်မိမိကအဆင့်တွေကိုမမှန်ကန်ကန်လိုက်နာရင်မှန်ကန်တဲ့အဖြေကိုရရှိမယ်လို့ပဲဖြစ်ပါတယ်နောက်ထပ် example တစ်ခုပြရမယ်ဆိုရင် my phone has no internet but my laptop also has no internet so the problem is not my phone the problem is the router ဒီဖုန်းဥပမာ Wi-Fi troubleshooting ကိုလုပ်ခိုင်းတာဖြစ်ပါတယ်ကျွန်တော်ဖုန်းက internet မရဘူးဒါပေမဲ့ကျွန်တော် laptop လည်းပဲ internet မရဘူးဆိုရင်ဒီဖုန်းတစ်ခုတည်းကပြဿနာမဟုတ်ဘူး the problem is not my phone ဒါကြောင့်ပြဿနာက internet router တစ်ခုခုဖြစ်တော့ဖြစ်မယ် internet တစ်ခုခုဖြစ်မယ်ဆိုတာကိုဆုံးဖြတ်ချက်ချလို့ရတယ်ဒီ logical thinking ရဲ့အဓိကလက္ခဏာတွေက rules တွေနဲ့ pattern တွေကိုလိုက်နာတယ် structure ကျပြီးတော့မှစနစ်ကျတယ် conclusion က facts အချက်လက်တွေကနေဆင်းသက်လာမှာဖြစ်တယ်သူက facts တွေကိုမှန်မှန်မေးခွန်းမထုတ်ဘူးဒီ facts တွေနဲ့ပဲအလုပ်လုပ်တယ်ဆိုတော့ဒီနောက်ဆုံးအချက်ကအရေးကြီးတယ် facts တွေကိုသူကမေးခွန်းမထုတ်ဘူး facts တွေနဲ့ပဲအလုပ်လုပ်တယ်ဒါပေမဲ့ဒီ facts တွေကိုမေးခွန်းထုတ်ဖို့ဆိုတာနောက် critical thinking ကအရေးကြီးလာ number 2 what is analytical thinking ကျွန်တော် analytical thinking ကိုကြည့်အောင်အကယ်လို့ logical thinking ကအစစ်တွေကိုလိုက်နာမယ်ဆိုရင် analytical thinking ကခွဲခြမ်းစိတ်ပြခြင်းဖြစ်တယ် analyze ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကအရာရာအားလုံးကိုသိငယ်တဲ့အစိတ်ပိုင်းတွေဖြစ်ခွဲခြမ်းစိတ်ပြပြီးတော့မှစစ်ဆေးတာကိုဆိုလိုပါတယ်ဥပမာbusiness တခုရဲ့ example ကြည့်အောင်ဒီလ sales တွေကျတယ်ဒီလအယောင်းတွေကျတယ်ဆိုရင် analytical skill ရှိတဲ့လူကဘယ် product တွေကအယောင်းကျတာလဲဘယ် region မှာအယောင်းကျသွားတာလဲဘယ်လဘယ်အချိန်မှာအယောင်းကကျတာလဲပြီးခဲ့တဲ့လနဲ့ရှင်ဒီလကဘာကွာခြားတယ်လဲစရှိတဲ့ဖြစ်ဒီမေးခွန်းတွေမေးလာမှာဖြစ်ပါတယ်နောက် example တခုကကျွန်တော်အမှတ်တွေနည်းသွားတယ်ဆိုရင်ចောင်းသားပဲဖြစ်ဖြစ်စောင်းမွဲအမှတ်နည်းသွားတယ်ရှင်ဘယ်ဘာသာရပ်တွေကအမှတ်ကျသွားတာလဲဘယ်မေးခွန်းကိုငါကမားခဲ့တာလဲဘယ်မေးခွန်းကအမားဖြေခဲ့တာလဲ reading ပြဿနာလား time management လားဒါမှမဟုတ်ရင်အဲ့ဒီ topic တွေအားလုံးကိုငါနားမလည်လို့လားဆိုပြီးတော့မှ analyze လုပ်ပြီးတော့မှစဉ်းစားလာတာဖြစ်ပါတယ် analytical thinking ရဲ့အဓိကလက္ခဏာတွေကရှုပ်ထွေးနေတဲ့ပြဿနာကိုခွဲခြမ်းစိတ်ဖြာပြီးတော့အပိုင်းသေးသေးလေးနဲ့ခွဲထုတ်ပေးတယ်ပြီးရင် data တွေထဲက pattern တွေ relationship တွေကိုရှာပေးတယ်ဘာနဲ့သွားတူလဲဆိုတော့ဘာဖြစ်ခဲ့တာလဲဘာကြောင့်ဖြစ်ခဲ့တာလဲဆိုတာကိုအာရုံစိုက်တယ် data နဲ့ structure problem တွေကိုဖြေရှင်းဖို့အတွက်အရန်သုံးဝင်တယ် analytical thinking က crime scene တစ်ခုမှာ detective တယောက်ဖြစ်နေတာနဲ့တူတယ် evidence အားလုံးကိုစုဆောင်းတယ်စနစ်တကျစီစဉ်နဲ့ပြီးတော့အားလုံးကိုပြန်ပြီးတော့ဆက်ကြည့်တယ်ဒီမူကင်းတစ်ခုမှာစုံထောက်တယောက်ကဲ့သို့ခွဲခြမ်းစိတ်ဖြာပြီးတော့မှတက်တေခံအထောက်ထားတွေကိုစုစည်းတယ်စနစ်တကျစီစဉ်နဲ့ပြီးတော့အားလုံးကိုဆက်ပြီးတော့မှဆုံးဖြတ်တယ်တွေးတောပြီးတော့မှဆုံးဖြတ်တယ်လို့ဆိုလိုပါတယ် number 3 what is critical thinking ဒါအရေးကြီးလာပြီ
ဒီ critical thinking ကဒီ၃ခုထဲမှာအရေးကြီးဆုံးပဲ critical thinking ဆိုတာ information တစ်ခုကိုအမှန်လို့လက်မခံခင်မှာမေးခွန်းထုတ်တာအကဲဖြတ်တာနဲ့ဆုံးဖြတ်ချက်ချတာဖြစ်တယ် logical thinking မှာကျွန်တော်တို့ပြောခဲ့တယ်သူက facts တွေကိုမေးခွန်းမထုတ်ဘူး critical thinking ကတော့အဲ့လိုမဟုတ်ဘူးဒီ facts တွေဒီအချက်လက်တွေကိုလုံးဝမေးခွန်းထုတ်တယ်စိန်ခေါ်တယ်ဒီအချက်လက်ကအမှန်ပဲလားဒီ information ကဘယ်ကရလာတာလဲဒီ information မှာ bias ရှိသလား bias ရှိသလားဆိုတော့ဗာလဲ bad လိုက်မှုတွေရှိနေသလားအခြားဘာတွေရောဖြစ်နိုင်ခြေရှိနိုင်သေးတယ်လေမိမိဘာတွေကိုလွတ်သွားတယ်လေခြုံငုံပြီးအားလုံးကိုပါအောင်စဉ်းစားတဲ့သဘောမှန်မမှန်ဒီအချက်လက်တစ်ခုကမှန်မမှန်ကိုစုံစမ်းလေ့လာတဲ့သဘောက critical thinking ဖြစ်တယ်ဥပမာတစ်ခုကြည့်အောင် eating chocolate makes you smarter chocolate စားခြင်းကခင်ဗျားကိုပို့ပြီးတော့ထူးချွန်စေတယ်ဆိုတဲ့အားက non critical thinker အနေနဲ့စဉ်းစားမယ်ဆိုရင် critical thinking မရှိတဲ့လူတစ်ယောက်ပေါ့နော်မရှိတဲ့လူတစ်ယောက်က great I will eat more chocolate so make me smarter eating chocolate makes you smarter ဆိုရင် okay ကောင်းပြီ chocolate စားမယ်စားရင်ကျွန်တော် smart ဖြစ်မယ်ဆိုပြီးတော့မှလိုက်လို့မှာဖြစ်ပါတယ်ဒါပေမဲ့ critical thinker တယောက်ကဘာတွေမေးမလဲဆိုတော့ဒီ chocolate စားတဲ့ကိစ္စမှာဒီ study ကဘာလို့လုပ်တာလဲဒါကို chocolate company တစ်ခုခုက sponsor လုပ်ပေးထားတာလားလူပနယောက်နဲ့ test လုပ်ပြီးသွားပြီလေဒီ study က cause and effect ကိုပဲတကယ်တက်တည်ပြတာလားဒါမှမဟုတ်ရင်တိုက်ဆိုင်မှုများဖြစ်နေလို့လားဒီလိုမေးခွန်းတွေကိုမေးရတော့မယ် critical thinking ရှိတဲ့လူတစ်ယောက်ကเนาะဆိုတော့ blind ကြီးသွားပြီးတော့မှ chocolate စားတိုင်းညံကောင်းတယ်ဆိုရင် chocolate ပြေးစားတာမဟုတ်ဘူးနောက်ထပ်ဥပမာတစ်ခုကြည့်အောင် investment example တကယ်ချင်းတယောက်ကပြောလာတယ် this will double your money in 1 month ဒီယင်းနှမြုပ်နှံမှုကခင်ဗျားစိုက်ထုတ်တဲ့ပတ်စံကိုနှစ်ဆကိုတစ်လအတွင်းမှာနှစ်ဆဖြစ်သွားစေရမယ်ဆိုပြီးတော့မှတကယ်ချင်းတယောက်ကပြောလာတယ်ပေါ့နော်ယင်းနှမြုပ်နှံမှုစီးပွားရေးတစ်ခုလုပ်မယ်ဆိုရင် critical thinking ရှိတဲ့လူတယောက်ကခဏနေအောင်ဒါကအရန်ကိုကောင်းလွန်းနေတယ် too good to be true ဖြစ်နေမလား risk ကပါလေ investment တိုင်းက ROI ကများလာလေ risk ကများလာလေပဲလေကျွန်တော်ကမ္ဘာလုံးမှာရင်းနှီးမြှုပ်နှံတဲ့လူတွေ stock market ပဲဖြစ်ဖြစ် crypto ပဲဖြစ်ဖြစ်ဒီလိုမျိုး blind နှစ်ဆရမယ်သုံးဆရမယ်ဆိုတဲ့ဟာတွေကတကယ်ဖြစ်နိုင်မလား risk ကပါရှိမလဲဒီလူကအရင်ဒါမျိုးလုပ်ခဲ့ဘူးသလားလာပြောတဲ့တငယ်ချင်းကနော် expert တွေကရောဒီရင်းနှီးမြှုပ်နှံမှုပတ်သက်ပြီးတော့မှဘာတွေပြောကြရတာရှိတယ်လဲဒီ data တွေကိုရှာရမယ်ဒါက critical thinking ရှိတဲ့လူကစဉ်းစားတာ critical thinking ရဲ့လက္ခဏာတွေကဘာလဲဆိုတော့ information တွေကိုမေးခွန်းထုတ်ပြီးအကဲဖြတ်တာဖြစ်တယ် bias တွေ assumption တွေနဲ့ error တွေကိုရှာဖွေတတ်တယ်ခုနကပြောသလို bias ကဘာလဲ bad လိုက်မှုတွေရှိသလား assumption ကြိုတင်ပြီးတော့မှယူဆချက်တွေရှိသလား error တွေကိုရှာဖွေမှုရှိသလားဒါတွေကိုသိရမယ် open minded ဖြစ်နိုင်ခြေအများကြီးကိုထည့်သွင်းစဉ်းစားတတ်တယ်ပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေနဲ့အကဲဖြတ်မှုတွေကိုဦးစားပေးစေတယ်ဒီလိုလက္ခဏာတွေနဲ့ပြည့်စုံမှဒါ critical thinking ဖြစ်တယ်လို့ခေါ်တယ် critical thinking ကဘာနဲ့တူလဲဆိုတော့တရားရုံးတွေကတရားလူကြီးတယောက်နဲ့တူတယ်မိမိက evidence တွေကိုအားလုံးနားထောင်တယ်အားလုံးကိုမေးခွန်းထုတ်တယ်ပြီးတော့မှတရားမျှတတဲ့ decision ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ခြင်းဖြစ်ပါတယ်ကဲကောင်းlogical thinking analytical thinking နဲ့ critical thinking တို့ကဘာတွေတူလဲဘာတွေကွဲပြားလဲဆိုတာကျွန်တော် compare and contrast လုပ်ပြီးတော့ဘယ်နေရာမှာအသုံးချတယ်လဲဆိုတာကိုဆက်ပြီးတော့မှကြည့်အောင် logical thinking က rules တွေကိုသုံးပြီးတော့ information တွေကိုချိတ်ဆက်ကြတယ်သူကအချက်လက်တွေကနေမှန်မှန်ကန်ကန်ဘယ်လိုဆင်ခြင်မလဲဆိုတာ focus လုပ်တယ်ဒီ logical thinking ကဘယ်နေရာမှာအသုံးချလို့ကောင်းလဲဆိုတော့ဒီ math problem တွေသင်္ချာတွေတွက်တဲ့အခါမှာ coding တွေရေးတဲ့အခါမှာ debate တွေမှာသုံးချတယ်ပြီးရင် legal argument တွေမှာတရားဥပဒေနဲ့အငင်းပွားဖြစ်တဲ့အချိန်မှာ logical thinking ကိုအသုံးချလို့ကောင်းပါတယ် analytical thinking ကတော့ insight တွေကိုရှာဖွေဖို့ information တွေကိုခွဲခြမ်းစိတ်ဖြာခြင်းဖြစ်ပါတယ် insight ဆိုတာကနည်းနည်းတဲ့ဘာသာရပ်တွေ information တွေကိုခွဲခြမ်းစိတ်ဖြာတဲ့လက္ခဏာတွေဖြစ်ပါတယ်သူကဘယ်နေရာကို focus လုပ်လဲဆိုတော့ခွဲခြမ်းစိတ်ဖြာပြီးနားလည်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့ဥစ္စာကို focus လုပ်ပါတယ်ဒီ analytical thinking က business report တွေရေးတဲ့အခါမှာdata တွေ research တွေ problem solving လုပ်တဲ့အခါမှာ analytical thinking ကိုသုံးရင်ကောင်းပါတယ်လာပြီး critical thinking ကတော့အမှန်တရားကိုရှာဖွေဖို့ information တွေကိုအကဲဖြတ်တာဖြစ်ပါတယ် information ကိုငါတကယ်ယုံကြည်သင့်သလားဆိုတာကို focus လုပ်ပါတယ်ဘယ်နေရာမှာအသုံးချမလဲဆိုတော့ကျွန်တော်သတင်းဖတ်တဲ့အခါမှာပဲဖြစ်ဖြစ်ဆုံးဖြတ်ချက်ချတဲ့အခါမှာပဲဖြစ်ဖြစ် idea တစ်ခုကိုအကဲခတ်တဲ့အခါမှာအထူးသဖြင့်ဒီ social media မှာပေါ်လာတဲ့အကြောင်းအရာတွေကိုမှန်ကိုရှာဖွေဆုံးဖြတ်တဲ့နေရာမှာ critical thinking ကအရန်အရေးကြီးပါတယ်ကဲ these thinking skill 3ခုကိုပေါင်းပြီးတော့မှဥပမာတစ်ခုကြည့်အောင်ဥပမာခင်ဗျားကတန်တရားဖြစ်เสีย email တစ်စောင်ကိုရရှိတယ်သူကဘာရေးထားလဲဆို you won in lottery ခင်ဗျားထီပေါက်တယ်ပေါ့ဗျာ logical thinking အရာပြောလို့စဉ်းစားမယ်ဆိုလို့ရှိရင် I never enter a lottery ကျွန်တော်ထီလည်းမထိုး therefore it must be false ဒါကြောင့်မလို့ဒီ email ကအမှားပဲဖြစ်ရမယ်
logical thinking အရာဆိုရင်ကျွန်တော်ထီမှမထူတာဘလို့ထီပေါက်မလဲ analytical thinking အနေနဲ့စဉ်းစားမယ်ဆိုရင်ဒီ email က the sender address looks fake ဒီ email ပို့လာတဲ့လူရဲ့ email address ကအတုနဲ့တူတယ် grammar errors exist grammar တွေကလည်းမမှန်ဘူးအင်္ဂလိပ်လိုရေးထားတာ link goes to unknown website သူရဲ့ link ကလည်း website ကဘယ် website လဲမသိဘူးတွားနေတယ်တန်တရားရှိစေတယ်ပေါ့ price is unusually high သူပေးမဲ့စုကလည်းအရန်များနေပေါ့နော်ဥပမာကျပ်ဘီလီယံပေါင်းများစွာနဲ့ဖြစ်နေတယ် analytical thinking ရှိတဲ့လူကဒီလိုမေးခွန်းတွေကိုထုတ်နိုင်တယ်နောက်တစ်ခုက critical thinking ရှိတဲ့လူကဘယ်လိုမေးခွန်းတွေမေးမလဲ who sent this email ဘယ်သူပို့တာလဲဒီ email ကို why do they contact me by email ဒီ email ကိုဘာကြောင့်ကျွန်တော်စီကိုပို့ရတာလဲ what do they gain ဒီ email ပို့ချင်သူတို့ဘာအကျိုးရသွားနိုင်မှာလဲ this could be a scam or to steal my information ဒါကလိမ်ညာဖို့လားဒါမှမဟုတ်မိမိရဲ့ information တွေကိုလာခိုးဖို့လားဆိုပြီးတော့မှ critical thinking ရှိတော့အဲ့လိုစဉ်းစားမှဖြစ်ပါတယ် the house analogy အိမ်ဆောက်တဲ့ဥပမာနဲ့ကျွန်တော်ကြည့်အောင် logical thinking ကဘာလဲတူတယ်ဆိုတော့ engineering နဲ့တူတယ် engineering အဆောက်အဦမပြိုကျအောင်မှန်ကန်တဲ့ structure တွေကိုဘယ်လိုလိုက်နာကြမလဲဒါ logical thinking ပြီးရင် analytical thinking က blueprint နဲ့သွားတူတယ်အိမ်ဆောက်ဖို့အတွက် blueprint ဖတ်ခြင်းနဲ့သွားတူတယ် blueprint reading design ရဲ့ detail ကိုတစ်ခုချင်းအသေးစိတ်ကိုနားလည်အောင်ဖတ်ရှုခြင်းနဲ့သွားတူတယ်ပြီးရင် critical thinking က inspection ဒီ design ကကောင်းသလား safe ဖြစ်ရလားစောက်ဖို့တန်ရဲ့လားဆိုတာကိုမေးခွန်းထုတ်ခြင်းဖြစ်တယ် thinking ၃ခု logical thinking analytical thinking နဲ့ critical thinking ၃ခုစလုံးကအရေးကြီးပါတယ်လိုအပ်ပါတယ်သူတို့ကတစ်ခုနဲ့တစ်ခုမတူညီကြပေမဲ့တစ်ခုနဲ့တစ်ခုကအပြန်အလှန်အထောက်အကူပြုနေတဲ့အတွက်ကြောင့်မို့၃ခုလုံးပေါင်းပြီးတော့မှအရာတစ်ခုကိုစဉ်းစားမယ်ဆိုရင်ပို့ပြီးတော့ပြည့်စုံပါတယ်ဒါကြောင့်မလို့ how to develop these skills ဒီ skills တွေကိုတိုးတက်ဖို့ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဆိုရင် logical thinking တိုးတက်ဖို့ဆိုရင် puzzle တွေ chess တို့မှ math problem တွေကိုလေ့ကျင့်ပါဆုံးဖြတ်ချက်ချတဲ့အခါမှာမိမိရဲ့ if then reasoning တွေကိုချရေးပါ evidence မရှိဘဲနဲ့ jumping to conclusion ဖြစ်တာကိုရှောင်ပါတက်တည်အထောက်ထားမရှိဘဲနဲ့ဆုံးဖြတ်ချက်ချတာမျိုးတွေကိုရှောင်ပါပေါ့ analytical thinking skill ကိုတိုးတက်စေဖို့ဆိုရင်ဘာလုပ်ရမလဲပြဿနာတစ်ခုကိုကြုံတွေ့တဲ့အခါမှာရေးချပြီးတော့မှခွဲခြမ်းစိတ်ဖြာပါ why နဲ့ what caused this တခုခုဖြစ်လာပြီဆိုရင် why ဘာကြောင့်ဖြစ်တာလဲ what caused this ဒါကိုဘာကြောင့်ဖြစ်စေတာလဲဘာကဖြစ်စေတာလဲဆိုရဲအားကိုပို့ပြီးတော့မှခဏမေးပါ data တွေကို group တစ်စိုက်ဖတ်ပါ pattern တွေနဲ့ relationship တွေကိုရှာဖွေပါဒီချက်တွေက analytical thinking ကိုတိုးတက်စေဖို့ဖြစ်ပါတယ်နောက်ဆုံးတစ်ခုက critical thinking ကိုတိုးတက်ဖို့ဆိုရင်ဘာတွေလေ့ကျင့်ရမလဲသတင်းဒါမှမဟုတ် information တစ်ခုကိုမ share ခင်မှာ is this really true ဒါတကယ်သတင်းအမှန်ဟုတ်ရဲ့လားမဟုတ်ဘဲနဲ့ဟိုလက်က share လိုက်ပြီးအဲ့လိုမျိုးမဖြစ်စေပါနဲ့ source ကိုအမြဲထည့်သွင်းစဉ်းစားပါဘယ်သူကပြောနေတာလဲဒီသတင်းတွေဒီတပုံကဘယ်သူတင်တာလဲဒီဗီဒီယိုကဘယ်သူတင်တာလဲဘာကြောင့်လဲမိမိ shoot down ကမဟုတ်ဘဲနဲ့အခြေအနေကို multiple perspective ကနေမြင်ကြည့်ပါ shoot down မျိုးစုံကနေပြီးတော့မှစဉ်းစားကြည့်ပြီးတော့မှဒါမှန်သလားမမှန်ဘူးလားအမှားလားဘာကြောင့်သူတို့တင်တာလဲဆိုတာကိုစဉ်းစားတွေးခေါ်ဖို့အတွက်ကိုလေ့ကျင့်ပါကမ္ဘာပေါ်မှာအကောင်းဆုံး thinker စဉ်းစားတတ်တဲ့သူတွေကဒီ၃ခုစလုံးကိုပေါင်းစပ်ပြီးတော့မှ logically ဆင်ခြင်ကြတယ် deeply analyze လုပ်ကြတယ်ပြီးတော့ critically မေးခွန်းထုတ်ကြပါတယ်ဒီဗီဒီယိုကမိမိအတွက်အထောက်အကူပြုတယ်ဆိုရင် like and share လုပ်ပေးပါဒီ channel ကဒီ content မျိုးကိုနောက်ထပ်လိုချင်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ Simon Tutor channel ကို subscribe လုပ်ထားပါကျွန်တော်တို့ကဒီ complex idea တွေကို simple ဖြစ်အောင်ရှုပ်ထွေးနေတဲ့နည်းပညာတွေသိပညာတွေကိုလွယ်လွယ်လေးနဲ့နားလည်အောင်ဖန်တီးပေးနေခြင်းဖြစ်ပါတယ်အောက်မှာကျွန်တော် comment တွေရေးပေးပါဒီ social media ခေတ်နဲ့ AI ခေတ်မှာခင်ဗျားတို့ဘယ်လို thinking တွေကိုအသုံးချနေတယ်လဲ comment မှာရေးပေးပါနောက် video မှာပြန်တွေ့ကြမယ်